ဇလန်းကတော့အတော်လေးကိုအပီပြင်းကျန်းနေပါပြီဝမ်းနဲ့ပူဆွေးနေရတဲ့စစ်သားတယောက်တဘာဝလွန်ချက်ပြုတ်ရေးစနစ်တစ်ခုပြီးတော့စုပြုတ်တပကံတောက်ပြီးတာနဲ့မေးလဲသွားတဲ့တရင်မှုတယောက် Legend of Kachan ဆိုကြရဲ့အပိုင်းတက်ကတင်တော်တော်လေးကိုစိတ်လှုပ်ရှားဖို့ကောင်းနေပါပြီကွန်စန်းကြီးကစစ်တင်တန်းဆင်းပြီးခါစားမှာပဲကွန်ကဲစစ်စခန်းကိုရောက်ရှိလာပါတယ်သူဟာမကြသေးခင်ကမှသူ့ဖခင်ကွယ်လွန်သွားခဲ့ပြီးစစ်ထဲမဝင်ခင်မှာအသက်ရှင်ရပ်တည်ဖို့အတွက်ပစ္စည်းပို့တဲ့အလုပ်တွေအချိန်ပိုင်းအလုပ်တွေကိုရုန်းကန်လှုပ်ရှားခဲ့ရတာကိုမကြခင်မှာပဲသိခွင့်ရပါတယ်တကယ်တော့သူကတင်တန်းသားတွေထဲမှာထိတ်တန်းကျယ်ပွင့်ဖြစ်ခဲ့ပေမဲ့စိတ်ပိုင်းဆိုင်ရာဆန်းစစ်ချက်ကြောင့်သူ့ရဲ့ဂုဏ်သတင်းကချက်ချင်းဆိုသလိုထိုးဆင်းသွားခဲ့ပါတယ်စိတ်ကြယောဂနဲ့ဗီဒီယိုဂိမ်းဆွဲလန်းမှုတွေကြောင့်သတိပေးချက်ပြခံရပြီးအထူးတစ်ဖွဲ့တည်းမရောက်ပဲအနီးကပ်စောင့်ကြည့်ရမယ့်အုပ်စုတည်းရောက်သွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲတကယ်ကိန်းကစတင်ပါတော့တယ်သူ့မျက်စိရှိမှတခြားသူတွေမမြင်နိုင်တဲ့ holographic အကြောင်းကြားစာတွေ mission တွေအဆင့်သတ်မှတ်ချက်တွေနဲ့ quest တွေပေါ်လာပါတော့တယ်စန်းကြီးကအဲ့ဒီအကြောင်းကြားစာတွေကိုကြည့်ပြီးခဏခဏငင်းငင်းငောင်ငောင်ဖြစ်နေလို့ပိုကြီးချိုရင်ကသူ့ကိုမျက်စိတောက်ထောက်စောင့်ကြည့်လာပါတယ်ပြီးတော့စစ်စခန်းရဲ့ထမင်းချက်ဖြစ်တဲ့တက်ချက်ကြီးယွန်းတောင်ထွန်းနဲ့လည်းမိတ်ဆက်ပေးခံရပြီးသူ့ရဲ့လက်ရာကစစ်သားတွေစားရင်ရုပ်ပြက်စင်းပြက်ဖြစ်သွားရလောက်အောင်ကိုဆိုးရွားလာပါတယ်အခြေအနေအလုံးကတော့တက်ခွဲမှုဟာဆော့ဟိုကစန်းကြီးရဲ့မိသားစုကစားတောက်ဆိုင်ဖွင့်ခဲ့ဘူးတာကိုသိသွားပြီးသူ့ကိုမိဖို့ချောင်တာဝန်ပေးလိုက်တဲ့အချိန်မှာစတင်ပြောင်းလဲသွားပါတယ်စားတောက်ကုန်တိုးလောင်ယုံကိုရှင်းလင်းနေတော့မှပဲစနစ်ကအသက်ဝင်လာပြီးသူ့ရဲ့ဝက်ဖုံးနေတဲ့ချက်ပြုတ်မှုစွမ်းရည်တွေကိုပွင့်သွားစေခဲ့တယ်လို့ပါဝင်ပစ္စည်းတွေကိုလည်းမယုံနိုင်စရာကောင်းတော့အောင်တိတိကျကျခွဲခြားနိုင်ခဲ့လို့လာရောက်စစ်ဆေးတဲ့အရာရှိတယောက်ကိုတော့အထင်ကြီးသွားစေခဲ့ပါတယ်ဒီအပိုင်းရဲ့အထွတ်ထိပ်ကတော့နနက်စာချက်ပြုတ်မှုနောက်ထပ်တစ်ချိန်ပျက်စီးသွားပြီးနောက်ဒေါင်ချွန်းထွက်သွားတဲ့အချိန်မှာရောက်လာပါတယ်အစားအသောက်ညံ့ဖြစ်မှုတိုင်ကြားချက်တွေကိုကိုယ်တိုင်လာရောက်စစ်ဆေးဖို့တည်ရင်မှုဘက်ချွန်းနဲ့ရောက်လာတဲ့အချိန်မှာပဲစန်းကြီးကရှေ့ထွက်လာပြီးစနစ်ရဲ့နီလန်အတိုင်းပြုတ်ဝက်ချက်ပြုတ်နည်းကိုတုံးကဂျုံလက်ခီဦးတွေနဲ့သူ့ရဲ့ကွယ်လွန်သူဖခင်စီကတင်ယူခဲ့တဲ့လက်ကွက်တစ်ခုကိုတုံးပြီးပင်လယ်ရေမော်စုပ်ပြုတ်ကိုချက်လိုက်ပါတယ်အားလုံးကအဲ့ဒီစုပ်ပြုတ်ကိုအလွန်မင်းနှစ်သက်သဘောကျသွားကြပေမဲ့ရုတ်တရက်တရင်မှုကြီးမေးလဲသွားတဲ့အချိန်မှာတော့အပိုင်းရဲ့စိတ်လှုပ်ရှားစရာဇက်ရှိန်အထားမြင့်ဆုံးဖြတ်တောက်မှုနဲ့ပြီးဆုံးသွားပါတော့တယ်ဒါကတကယ်ကိုဆိုလို level နဲ့စစ်တက်လေ့ကျင့်ရေးစခန်းတို့ပေါင်းဆက်ထားတယ်လို့ပါပဲတော်တော်လေးကိုအကြိုက်တွေ့စီမှာအသေးချပါပဲအပိုင်းနှစ်ရဲ့ဇလန်းချင်းကိုလည်းမကြခင်လာပါတော့မယ်